မိုက်လွတ်သွားပြီသမီးမိုက်လွတ်သွားပြီမင်္ဂလာပါတော့နောက်ဆက်တာရင်တော့လာကြည့်ရပါရရှိကျွန်မကတော့ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းမြို့နယ်အစင်လောင်လေးနေနဲ့နောက်တစ်ခေတ်ကိုတဲ့ကဲသူများမွေးထုတ်ပြီးရအချင်းငယ်ပညာလည်းတဲ့ကြောင့်အမေဆန်နေမှာမဟာအထမလည်းနေပညာစ조사တင်ယူနေပါတော့ကျူပန်ကြောင့်ပဲနေ့လည်းကြီးတယ်ပေါ့သွေးလေးကနေလှတဲ့ကျွန်မမချိုးတဲ့စီမောင်လေးဖြစ်ပါရဲ့ရှင်ဒီကနေ့ကျွန်မဒီကြမဲ့စကားပြောပြိုင်ပွဲကိုလာရောက်ရှင်မြန်ရတယ်ဆိုတာနိုင်တီရှုံးဒီကိုပထနာမချပဲဒီကမှာတဲ့လို့ကြောက်ရလာကြတဲ့အပိတ်တက်ကဒီကမှာတွင်မှာပြန်လဲထုတ်လာတော့တဲ့ခါပဲလက်ကလာချစ်ဘူးလားနဲ့ခင်မသွားပဲဘူးတူတာကိုဒီငါချပါသေးဆိုရဲဒီဝေးချက်နဲ့လာရောက်ရှင်မြန်ရခြင်းနဲ့ဖြစ်ပါရဲ့ရှင်ကျွန်မကိုပြောင်းပြောင်းလို့ရကြပဲကောင်းသေးရတော့သူ့လည်းရေးနေပြီဖြစ်ပါရဲ့ရှင်အားလုံးနဲ့နာတော့တာဒီကြပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်လူလည်းရေးဆိုတာကတော့မလို့လည်းသူတို့ရဲ့အဓိကလိုအပ်ချက်တောင်းထိုက်တဲ့အဖိုးနန်းကပြည့်တဲ့အပြင်တိုက်တော့ပါရင်အောက်ဆိုခြင်းမှာလွတ်လပ်ခြင်းဟုအညာမြမတိတ်တွေမှာဖော်ပြထားပါရဲ့ရှင်။တောင်းရခြင်းရဲ့အကျိုးကျေးဇူးကိုမပြတ်မမဖြစ်တဲ့အခါဘောမရတဲ့အခါမှာပုံမတမှုတက်ကြတဲ့လိုဆရာနေဆရာမရှိမှအဲ့ဆရာနေဆရာကိုပုံမမြန်လို့ကြောက်တယ်လို့ပါပဲရှင်။လွတ်လပ်ရေးဆိုရင်မိမိတို့ပိုင်ဆိုင်တဲ့တိုင်းပြည်နိုင်ငံကိုမိမိတို့ကိုယ်တိုင်စီမံခန့်ခွဲပြီးကိုကျမကိုပြန်ပြီးတွေ့ချင်နေအားလုံးဆုံးရှုံးဖို့မှလွတ်လပ်ရေးရဲ့တာဝန်ကိုသိချင်နားလည်မှာဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့အမိမြန်မာနိုင်ငံကြီးကဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကိုချင်းကိုမဲ့ကိုကျန်တဲ့နဲ့နေထိုင်နေကြကြပါရဲ့ရှင်။ဒါပေမဲ့နေချက်တို့ရဲ့ရုပ်မာတဲ့ပရိရဲ့ကြောင့်နေချက်တိုင်းသမားတို့ရဲ့လက်အောက်ကိုနှစ်ပေါင်း120ကျော်ကြာရောက်ခဲ့ရပါရဲ့ရှင်။အဲ့ဒါကြောင့်ပဲမြန်မာတမျိုးသားလုံးဟာအသက်သွေးချွေးနဲ့တည်ပြီးတော့လက်လက်ရေးရယူခဲ့တာကြောင့်ပဲအခုကျမတို့ခင်မှာလက်ဖေးဆိုတဲ့အရာသားကိုစံစားခံစားနေရတာပေါ့ရှင်။အဲ့ဒီလိုလက်လက်ရေးရဲ့အရာသားကိုအဲ့ဒီပဲရှိသေးတယ်အနှစ်သာရကိုပေါ်လင်းနေဖို့အတွက်လက်လက်ရေးနေရောက်တိုင်းနဲ့တိုင်းလက်လက်ရေးနဲ့ထိမ့်မှတ်တွေကိုကျင်းပနေကြတာပေါ့ရှင်။ကျမတို့မြန်မာလူမျိုးတွေကလောကရဲ့နေပေါင်းတွေကကိုကြီးကိုယ်နဲ့ကိုယ်နဲ့နေထိုင်ကြကြပါရဲ့ရှင်။မြန်မာလူမျိုးတွေမဟုတ်ပါဘူးအခြားသောလူမျိုးတွေကလက်လက်ရေးကိုပြန်လို့ကြပါတယ်အခြားဒေသမှာသူ့ကြုံခံရမယ့်စာကိုဒေသမှာပဲကိုဒီကိုတဲ့နဲ့နေထိုင်ကြတဲ့ဒေသဖြစ်ပါရဲ့ရှင်သမုတ်တွေကကန်းဆက်မှာနေရသည်ဖြစ်စေတန်ခါရဲ့ဒီမှာနေရသည်ဖြစ်စေရေကမ်းတွေပုံနေနေတဲ့အရက်ဒေသမှာနေရသည်ဖြစ်စေရှင်ဘယ်နေရာဘယ်ဒေသမှာဘယ်ကြောက်ကလည်းကြုံရပါလေလူမျိုးတိုင်းကတော့မိမိတို့ပိုင်းရဲ့နေရာဒေသမှာပဲနေထိုင်ကြတဲ့ဒေသဖြစ်ပါရဲ့ရှင်ကျမတို့ရဲ့မြန်မာလူမျိုးတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအာရှတိုင်းအလဲပိုင်းတိဘက်ကုန်းမြင့်ဒေသမှာအုပ်စုလိုက်ဝင်လာကြရင်ဟန်လင်းတရေခက်တဲ့ရာတထောင်ကိုစားတဲ့မြို့တွေတီထောင်နေထိုင်ခဲ့ကြပါတယ်တီထောင်နေရခဲ့ကြပါတယ်ဒီမှာသမိုင်းကိုပြန်လဲကြည့်ရမယ်ဆိုရင် AD 17ရာစုမှာအနော်ရထားမင်းလက်ထက်16ရာစုမှာတပိတ်ဖေးဒီနဲ့ဘရင်တော်မင်းတရားလက်ထက်17ရာစုမှာလောင်မင်းတရားလက်ထက်တို့မှာကျမတို့ရဲ့မြန်မာနိုင်ငံတော်ကြီးဟာဆိုရင်အရှိတောင်တော်တစ်ပွားမှာနေတဆူလက်တဆူတစ်ခွဲထွန်းလေးတောက်ပါခဲ့ပါရဲ့ရှင်ကျမတို့ရဲ့မြန်မာနိုင်ငံကကိုယ်ပိုင်တိုင်းပြည်ကိုယ်ပိုင်အောက်ချုပ်ရေးကိုယ်ပိုင်ရည်ကျမှုနဲ့နေထိုင်နိုင်ခဲ့ကြပါရဲ့မြန်မာနိုင်ငံရဲ့ပထဝီဝင်အနေအထားရာသီဥတုမြေမျက်နှာတင်ကြီးတစ်ပင်ကတော့ကျင်းလက်တရကတွေပေါ်များတဲ့နိုင်ငံအခြားတိုင်းပြည်တွေတဲ့ဘုံတောင်လုံးတဲ့နိုင်ငံလည်းဖြစ်ပါရဲ့ရှင်အဲ့ဒါကြောင့်နေချက်တွေကနောက်ရဝနိုင်ငံရဲ့နေချက်တွေကစက်မှုလုပ်ငန်းထုတ်လာတဲ့အခါမှာတော့ကျမတို့ရဲ့နိုင်ငံကိုသူတို့ရဲ့စက်မှုကုန်ကျန်းတင်ပို့ရနေရပြီးမျက်စိကျလာခဲ့ကြပါအဲ့ဒါကြောင့်ပဲကျမတို့ရဲ့မြန်မာနိုင်ငံကိုအကြောင်းမရှိအကြောင်းရှာပြီး1924ခုနှစ်မှာရခိုင်နဲ့တင်းတာတွေကို၎င်း1952ခုနှစ်မှာတော့ဗဟိုတိုင်းဒေသကြီးနဲ့1885နေပူလာသမီးတို့နိုင်ငံလုံးနေပူလာနေတဲ့ရွှေတိုင်လေးသမီးတို့ခုနားလေးရတော့ထိုင်နေတခါခုနားလေးကကြည့်ကြည့်နေနေနေသူ့လိုတော့ချိခဲ့ရပါတယ်ဒါပေမဲ့သူတို့ဘာလို့ရဲ့ပရတ်ကိုမခံတဲ့ညီမတို့ကတော့လက်မြောက်နောက်ဆုံးလူတော့ဖတ်ပြခဲ့တဲ့လူတွေတော့မဟုတ်ပါဘူးအားတော့လေညီမတို့ကခီးတော့တယ်တော့မြို့တော့ကောင်းစင်းလားကောင်းကောင်းပါဒီကြုံရပြန်လေကောင်းရခဲ့ဝဲဖြစ်လာရလေတို့သူတွေဒီသိတော့မှတဲ့တော့တောင်းပြီးဆိုတဲ့စိတ်နဲ့ရဲချက်လို့ကိုရရလဲနဲ့ဆွဲခိုင်းတာတုံးတယ်တိုက်ခိုက်ခဲ့ကြပါရဲ့ရှင်ဒီနေ့ဆက်ဆက်ဖိုက်ကိုနှစ်ယောက်လုံးတော့ညီမတို့ကဆိုရင်ညချက်အေးရုံနဲ့ရှင်တက်ခဲ့ပါလို့တော့လက်နဲ့ရောဆရာဆိုသူကကောင်းဖို့ပြင်ဖို့နဲ့ဟိုအဖြစ်တာမဟုတ်ဘူးဒီချက်တော့စဉ်းစားရင်မရှိခဲ့